လုံးမဲမင်္ဂလာပါနော်ဒါတော့ဒီတစ်ပတ်တနင်္လာနေ့ထိနော်နားပြမူရင်တပတ်စာကအစစ်ကလေးပဲဖြစ်ပါလေဗျာနော်ဒီ channel လေးရရင် subscribe မလုပ်ရသေးရင်နှိပ်ထားပြီးပါစောင့်မျှော်ကြည့်ရှုတဲ့တော့အကုန်လုံးတော့နော်နားပြမူရင်ကအစစ်ကိုပတ်စင်တင်ပေးနိုင်အောင်ကြိုးစားပြီးတော့ source CC တင်ပေးပါမယ်ဗျာဒါကျွန်တော် channel လေးပါနော် channel အသစ်ကလေးမို့နော် subscriber နည်းနေသေးလို့နော် subscriber များအောင်နော် subscribe နှိပ်ထားပေးပါနော် noti ခေါင်းလုံးလေးမှာလေ all ဆိုတာလေးကိုနှိပ်ထားပေးပါဗျာနော်ဒါနားပြကကိုကျွန်တော် channel ရရင်ပြီးတော့ source CC အမြဲတမ်းနော်တင်ဆက်ပေးပါမယ်နော်အဲဒါကြောင့်မလို့နော်နားပြစာရွက်ဒီစာရွက်ကိုကြည့်တဲ့ချင်းမိတ်ဆွေညီကိုမောင်နှမအားလုံးကနော်ဒီ channel လေးမှာနော်ဒါရောက်ကြည့်ရှုလို့ရပါပြီလို့နော်ဒါတော့ကျွန်တော်ရဲ့ channel အသစ်ကလေးပါဗျာနော်အဲကြောင့်မို့ subscribe လေးမနေရသေးရင်နှိပ်ထားပေးပါ noti ခေါင်းလုံးလေးမှာလည်း all ဆိုတာလေးကိုနှိပ်ထားပေးပါဗျာနော်ဒီ subscribe လေးလို့ဝင်မကုန်ပါဘူးဗျာနော် free ပါဗျာဒါမှလေးနှိပ်ထားပေးပါနော်ပန်းကြည့်ရင်ဒီ post ကိုလည်း share ပေးပါဗျာနော်ဒါချမိတ်ဆွေတို့အနေနဲ့ comment လေးမှာနော်လိုအပ်ချက်များလေးရှိရင်အကြံပြုခဲ့နိုင်ပါတယ်ဗျာနော်အဆင်ပြေအောင်အကောင်းဆုံးကျွန်တော် channel လေးရရင်တင်ပေးပါမယ်ဗျာ subscribe မလုပ်ရသေးရင်လည်းနော် subscribe နေထားပေးပါနော် comment မှာလည်းနော်ပြောခဲ့ပေးပါဦးဘယ်မျိုးရရင်ဘယ်ဒေသရင်ကြည့်နေတာလဲဗျာနော်ဒီနားဖြတ်ကက်ကလေးကိုနော်အမြဲတမ်းအပတ်စဉ်ကျွန်တော် channel လေးရရင်ပြီးတော့တင်ပေးသွားမှာမို့နော်ဒီကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ထားပေးပါဘာမှမလုပ်ရသေးရင်လည်းနှိပ်ထားပေးပါနော်ကြည့်ရှုသူအားလုံးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရဗျာနော်ဒီ channel လေးရရင်ပြီးတော့အမြဲတမ်းတင်ပေးမှာမို့ subscribe မလုပ်ရသေးရင်နှိပ်ထားပေးဖို့အထူးတောင်းဆိုမေတ္တာရက်ခံပါရဗျာနော်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်ဒီနောက်ပြကတင်နိုင်သိအောင်လို့နော် noti ခေါင်းလုံးလေးမှာ all ဆိုလေးနှိပ်ထားပြီးပါဒါမှတင်တာနဲ့တပြိုင်တည်း noti လေးရပြီးတော့မြန်ဆန်ဆို CC ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျာနော်အနိကတကွက်ကောင်းလေးရှိလေတင်ပေးပါမယ်ဗျာနော်လူချင်တာလေးနော်အနိကတကွက်ကောင်းလေးရှိလေတင်ပေးပါမယ်ဗျာနော်လူချင်တာလေးရှိရင်လည်းပြောခဲ့ပေးပါဗျာနော်အားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်လိုအပ်ချက်တွေအားနည်းချက်တွေရှိရင်လည်းပြောခဲ့ပေးပါနော်အကြံပြုခဲ့လို့ရပါတယ်ဗျကိုမမရေးထားခဲ့ပေးပါနော်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်ဒါတော့နားပြတ်ကပ်ပါနော်ကျွန်တော် channel ရရင်အမြဲတမ်းတင်သွားပေးပါမယ်ဗျာနော်ကြည့်ရှုအားပေးတဲ့အကုန်လုံးလည်းအထူးပဲ